မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့ကျမတို့နိုင်ငံရဲ့မြောက်ဖျားပိုင်းတောင်တန်းတွေရဲ့အလားတရားအောက်မှာမိတင်းနေထိုင်ကြတဲ့ရဲရင်ပြီးဂုံယူစရာကောင်းလာတဲ့တိုင်းသားလူမျိုးတစ်မျိုးအကြောင်းကိုပြောပြပေးသွားမှာပါသူတို့ကတော့မြန်မာတဲ့တောင်တန်းတွေရဲ့သားသမီးများလို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ကချင်လူမျိုးများပဲဖြစ်ပါတယ်ကချင်လူမျိုးဆိုတာဟာတကယ်တော့မျိုးနွယ်စုပေါင်းများစွာပါဝင်တဲ့အစုအဝေးတစ်ခုပါချင်းဖော်ရဝမ်လီဆူလာချီအဇီခါမီစတဲ့မျိုးနွယ်စုတွေဟာကချင်လူမျိုးအဖြစ်စုစည်းနေထိုင်ကြပါတယ်။သူတို့ရဲ့မူရင်းဒေသကတော့မြန်မာနိုင်ငံမြောက်ပိုင်းကကချင်ပြည်နယ်အပါအဝင်တရုတ်အိန္ဒိယနဲ့ထိုင်းနိုင်ငံတို့ရဲ့နယ်စပ်ဒေသအချို့မှာလည်းပြန့်နှံ့နေထိုင်နေကြပါတယ်။မြန်မာတဲ့တောင်တန်းတွေနဲ့မြစ်ချောင်းအင်းအိုင်ပေါ်များတဲ့သဘာဝပတ်ဝန်းကျင်ဟာကချင်လူမျိုးတွေရဲ့ဘဝပုံစံနဲ့ရည်ကြည်မှုကိုပုံဖော်ပေးနေပါတယ်။ကချင်ယဉ်ကျေးမှုမှာအထင်ရှားဆုံးနဲ့အခမ်းအနားဆုံးပွဲတော်တစ်ခုကတော့မနောပွဲပဲဖြစ်ပါတယ်။နေ့စဉ်ကျင်းပတဲ့ဒီပွဲတော်ကြီးဟာကချင်လူမျိုးတွေရဲ့စီးလုံးညီညွတ်မှုကိုပြသတဲ့ပွဲတစ်ပွဲပါ။ရိုးရာဝတ်စုံဆင်ရင်ထားတဲ့အမျိုးသားအမျိုးသမီးတွေဟာမနောတိုင်ကိုပတ်ပြီးစီးကြက်ညီညီကခုန်ကြပါတယ်။သူတို့ရဲ့ဝတ်စုံတွေဟာလည်းအယောင်အစင်းမျိုးစုံနဲ့ကြက်တည်ရှိလာပါတယ်။ဒါပြင်ကချင်ရိုးရာအစားအစာတွေဖြစ်တဲ့စံခေါက်ဆွဲကချင်ဟင်းစတာတွေကလည်းထူးခြားပြီးအရသာရှိလာပါတယ်။လက်မှုပညာအနေနဲ့ရက်ကန်းရက်လောက်တာငွေတဲ့ပစ္စည်းတွေပြုလုပ်တာစတဲ့အမှုပညာတွေမှာလည်းကချင်လူမျိုးတွေဟာထူးချွန်ကြပါတယ်။ကချင်လူမျိုးတွေဟာရိုးရာယဉ်ကျေးမှုကိုမျက်နှာထိမ့်သိမ့်ရင်းခေတ်နဲ့အညီတိုးတက်ပြောင်းလဲနေတဲ့လူဖွဲ့စည်းတစ်ခုလည်းဖြစ်ပါတယ်။ပညာရေးစီးပွားရေးနည်းပညာနယ်ပယ်တွေမှာလည်းကချင်လူငယ်တွေဟာတဖြည်းဖြည်းနဲ့နေရာယူလာကြပါတယ်။ရဲရင်တဲ့စိတ်ဓာတ်ရိုးရာကိုမျက်နှာတဲ့စိတ်ဓာတ်စီလုံးချင်းဆိုတဲ့ခိုင်မာတဲ့ခံယူချက်တွေဟာကချင်လူမျိုးတွေကိုအမြဲတမ်းရှေ့ဆက်လျှောက်လန်းစေမှာပါ။ရခင်ကနကိုးကွယ်မှုဓလေ့တွေရှိခဲ့ပေမဲ့ခရစ်ယာန်သာသနာရောက်ရှိလာပြီးနောက်ပိုင်းမှာကချင်လူမျိုးအများစုဟာခရစ်ယာန်ဘာသာကိုကိုးကွယ်ကြပါတယ်။သို့တော်လည်းနကိုးကွယ်မှုနဲ့ပတ်သက်တဲ့ရိုးရာဓလေ့အချို့ကတော့ဆက်လက်တည်ရှိနေစေပါ။ကချင်လူမျိုးတွေဟာမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကတစ်ခုဖြစ်ပြီးသူတို့ရဲ့ထူးခြားတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့မနောပွဲတော်ကမြန်မာယဉ်ကျေးမှုကိုပုံမလှပစေပါတယ်။ဒီနေ့တော့မြန်မာတဲ့တောင်တန်းတွေရဲ့သားသမီးများဖြစ်တဲ့ကချင်လူမျိုးများအကြောင်းကိုတင်ဆက်ပေးခဲ့ပါတယ်။သူတို့ရဲ့လှပတဲ့ယဉ်ကျေးမှုရဲရင်တဲ့စိတ်ဓာတ်နဲ့စီးလုံးညီညွတ်မှုတွေဟာအမြဲတမ်းလေးစားအားကျစရာပါပဲ။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းမြန်မာနိုင်ငံရဲ့အခြားသောတိုင်းရင်းသားလူမျိုးများအကြောင်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြည့်ရှုအားပေးကြပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပါပရိသတ်ကြီးတို့ရေ